ရောပပြိုင်ပွဲတွေမှာရှုံးပွဲမရှိသေးတဲ့တရဲနီမန်ချက်စတာယူနိုက်တက်အားလုံးပဲမင်္ဂလာပါဘောလုံးမဆရာတဆူဖြစ်တဲ့ဘောဆရာကြီး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာတရဲနီမန်ချက်စတာယူနိုက်တက်အတင်းဟာဂျာလာပဒီနီညာကအတလက်တစ်ဘီဘာအိုနဲ့ရှင်ပြိုင်ကစားခဲ့တဲ့ယူရိုပါလိပ်ဆီမီဖိုင်နယ်ပထမအကြော့ပွဲစဉ်မှာအထင်ကြီးပွဲစွမ်းဆောင်ရည်နဲ့အတူအင်ရှင်ဗီဘာအိုကိုတုံးကိုပြက်အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာဘလူပွဲတက်နိုင်ဖို့တေချာသလောက်ဖြစ်သွားခဲ့ပါပြီတရဲနီတို့ဟာဂါနာချိုရဲ့တွင်ကိုကြောင့်အကောင်းဆုံးပုံစံနဲ့ပွဲကိုစတင်နိုင်ခဲ့ပြီလို့ထင်ခဲ့ပေမဲ့လည်းစီးချက်တိုင်းကလူဂျွန်အလန်ထောင်ခဲ့တာကြောင့်ခိတခဏတာအောင်ပွဲခံခဲ့ရပါတယ်။ဒါပေမဲ့လည်းမိနစ်30အရောက်မှာတော့တရဲနီတို့ရဲ့အချစ်တော်ကြီးမာကွာယာဟာဘရာဇီးရိုနယ်ဒိုနဲ့မော်ဆီယာရနဒီညိုဝင်ပူးသွားတယ်လို့ပြိုင်ဘက်ကစားသမားတယောက်ကိုဘောလုံးဆွဲယူလိန်ခောက်ဖြတ်ကျော်ကညာဘက်တောင်းကနေတစ်ဆင့်တင်ပေးလိုက်ရာကွင်းလေတန်ကြီးကက်စမဲရိုရဲ့အနီးကပ်ခေါင်းတိုက်တွင်ကိုနဲ့အတူဥဆောင်ကိုစတင်ရရှိခဲ့ပါတယ်။တရဲနီတို့ဟာနောက်ထပ်2မိနစ်ကြာမှာပဲဗီဘာအိုနောက်ခံလူဗီဗီယန်မှဟွိုင်လန်ကိုပင်နတီဇုံအတွင်းမှာပြစ်ဒဏ်ပေါ်ကျူးလွန်မှုကြောင့် VAR ကပင်နတီပေးခဲ့တာကြောင့်နောက်ထပ်ဥဆောင်ကိုရရှိမဲ့ရွှေရောင်အခွင့်အရေးကိုရရှိခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အတွက်ပင်နတီကိုအတင်းကောင်းဆောင်စစ်တီလေးတိုင်းဘရူနိုဖာနန်ဒက်ကအမားယွင်းမရှိတွင်းယူပေးခဲ့ပါတယ်။ပထမပိုင်းပွဲမပြီးဆုံးခင်45မိနစ်မှာကွင်းလေလူဥဂါတီရဲ့လွတ်လွတ်ကျွတ်ကျွတ်လူပေးလိုက်တဲ့ဘောလုံးကိုဘရူနိုဖာနန်ဒက်ကလှလှပပတွင်းယူပေးခဲ့တာကြောင့်တုံးကိုပြက်ဥဆောင်ကဗီဘာအိုပရိသတ်တွေကိုအတန်တိတ်သွားစေခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်တင်ဟာဒုတိယပိုင်းမှာအင်ရှင်အတလက်တစ်ဘီဘာအိုကိုခြေပေါက်ကိုတွေပြန်မတွင်းနိုင်အောင်ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက်လာမဲ့ဘက်တရဲနီတို့ရဲ့အိမ်မက်ပြဆက်ယုံအိုးထရက်ဖို့ကွင်းကြီးထဲမှာကစားရမဲ့ဒုတိယအကြော့ပွဲမတိုင်ခင်မှာပြတ်သားတဲ့ရလဒ်ကိုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။မော်ဆီယာရနဒီညိုလာအလင်ခေါင်းနဲ့ဖြတ်တင်ဘောပေးခဲ့တဲ့မာကွာယာဟာဘီဘာအိုနဲ့ပွဲကတရဲနီတို့ရဲ့ဥဆောင်ကိုရဲ့မြင့်ဖျားခံရဖြစ်ခဲ့ပါတယ်။ပင်နတီအေရီယာအပြင်ဘက်က360ဒီဂရီစီဟာလေးအန်တိုနီရဲ့ဖလိုရင်တီးနာနဲ့ပွဲမှာရီရဲဘက်တစ်ဟာဒုတိယဂိုးကိုရရှိခဲ့တာပါ။မကြာသေးခင်နှစ်တွေမှာသူတို့နှစ်ယောက်တွေ့ကြုံခဲ့ရတဲ့ဝေဖန်မှုတွေနဲ့ဆဲဆိုမှုတွေကတော်လေးကိုကြီးမားခဲ့ပါတယ်။ဒါပေမဲ့လည်းမကွာယာကအနီးပြကြီးအမ်မိုရင်လက်ထက်ယူနိုက်တက်ရဲ့အဓိကကြတူတယောက်အဖြစ်ပြန်လည်ရုံးထနိုင်ခဲ့ပြီးအန်တိုနီကလည်းအငားတွားကန်တဲ့ရဲဘက်တင်မှာသူ့ရဲ့စစ်မှန်တဲ့ခြေစွမ်းကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ယူရိုပါလိပ်ဖိုင်နယ်ကိုယူနိုက်တက်တို့တက်သွားနိုင်ဖို့အခြေအနေကောင်းသွားခဲ့ပါပြီ။အဝေးကွင်းမှာတုံးကိုပြက်နဲ့အနိုင်ရလိုက်တာဟာအရင်ကယူနိုက်တက်ပိုင်ဆိုင်ခဲ့မှုတဲ့စပိန်အတင်းနဲ့မှတ်တမ်းစုတွေကိုခြေဖြတ်လိုက်တာပါပဲ။အမိုရင်ဟာယူနိုက်တက်ကိုဘယ်လိုပုံစံမျိုးတွင်းကျင်နေလဲဆိုတာယာဒီကုံဖို့နီးကပ်လာလေမြင်ရလာလေပါယူရိုပါလိပ်ကိုအမိုရင်အာယုံစိုက်တင်ပါတယ်ဘာလို့လဲဆိုရင်ယူရိုပါလိပ်ချန်ပီယံဖြစ်လာခဲ့ရင်ချန်ပီယံလိပ်ဝင်ခွင့်အော်တိုရသွားနိုင်တာပါဒီတော့ပရီးမီးယားလိပ်အမှတ်ပေးစရာမှာအဆင့်30အောက်ဆိုတော့လက်ချန်ပွဲတွေအကုန်နိုင်ခဲ့ရင်တော့ဥရောပဝင်ခွင့်ကိုရဖို့ဖြစ်နိုင်တော့ပါဘူးဒါကြောင့်ယူရိုပါလိပ်ကိုအာယုံစိုက်ပြီးချန်ပီယံဖြစ်အောင်ကြိုးစားလိုက်တာကပဲတရဲနီယူနိုက်တက်တို့အတွက်အကောင်းဆုံးဖြစ်လာပါလိမ့်မယ်လို့ထင်မိပါတယ်ဂျိုးဂျာနီတို့ရဲ့ကန်နဝင်ကစားသမားဟောင်းကြီးဂျီမီကာရီဂါကတော်တင်ဟန်ဟော့စ်မာနဲ့မန်ချက်စတာယူနိုက်တက်တို့ယူရိုပါလိပ်ဘောလုံးဝယ်မှာတွေ့ဆုံနိုင်ပါတယ်ဥရောပဖိုင်နယ်တွေမှာတော်တင်ဟန်ဟော့စ်ပါကမန်ချက်စတာယူနိုက်တက်ကိုအနိုင်ရရှိဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးတမိုင်းနဲ့စိတ်ဓာတ်မှာစပါးတို့ဟာယူနိုက်တက်ကိုနိုင်ဖို့နီးလန်းရှာတွေ့မှာမဟုတ်ပါဘူး FA ဖလားဖိုင်နယ်မှာမန်စီးတီးကိုဘလို့အနိုင်ယူပြသွားလဲဆိုတာကိုကြည့်ရင်သိနိုင်ပါတယ်လို့အင်တာဗျူးတစ်ခုမှာပြောကြားသွားခဲ့ပါတယ်ဘောလုံးချစ်ဘောဆရာကြီးတို့အနေနဲ့ရောတရဲနီယူနိုက်တက်တို့အနေနဲ့အိမ်မက်ပြဆက်ယုံကြီးအိုးထရက်ဖို့မှာအနိုင်ရယူပြီးဖိုင်နယ်ကိုတက်လန်းသွားနိုင်ကယူရိုပါလိပ်ဖလားကြီးကိုစုခုသွားရင်ချန်ပီယံလိပ်ဝင်ခွင့်ရသွားနိုင်မလားစပိန်အသင်းဘီဘာအိုတို့တကြော့ပြန်ကမ်ဘက်လုပ်သွားနိုင်မလားဆိုတာကိုဝေဖန်တုံးတက်ပြီးတော့ကြအောင်ဗျကျွန်တော်တို့ဘောဆရာကြီး channel လေးကဘောလုံးလောကရဲ့တူတရရတသတင်းအကြောင်းအရာများကိုအမြဲတင်ဆက်ပေးနေတာမို့လို့ကြိုင်နေတိုင်းလိုက်ရင် subscribe လေးလုပ်ပြီးအားပေးတော့ကြအောင်ဗျအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ